လေပြေသူကြောင့်ကျွေတော်မင်းရောက်တဲ့ချိန်မှာကိုတို့လည်းဝန်ခံကျွေလိုက်ပါအိုင်လို့မလွယ်ပါဘိုးကမင်းရဲ့ကိုသောပဲပြီးဆုံးချင်ကြတာကိုတော့ပြီးဆုံး